အားလုံးပဲမင်္ဂလာပါရှင် Indian Vibe Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပရိသတ်တွေအသေးတရားရနဲ့စောင့်ကြည့်နေရတဲ့နေကင်း Season 7ရဲ့အပိုင်း9ကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအပိုင်းမှာတော့ဝေပြိုမယ်လေးရဲ့ဘဝအလဲပြောင်းနေတယ်မကပဲလူသက်ပြီးအယောင်ဆောင်ထားတဲ့မိသားစုတစ်ခုရဲ့ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေပါဝင်လာတာမလို့အဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်Indian Vibe Recap. နာကျင်စရာငကားသွင်ပြောင်းလဲမှုဇလန်းစာမှာတော့ကျမတို့ရဲ့ငကားရုပ်သွင်ပြောင်းမဲ့မင်းသမီးလေးဟာအရေးကြီးဆုံး82နာရီတွင်ကိုရောက်နေပါပြီပုံမှန်ဆိုရင်မွေးငကားတစ်ကောင်ကနေအလိုရှိရာဖန်ဆင်းနိုင်တဲ့မွေးပြိုမဲ့ဖြစ်ဖို့ဆိုရင်နှစ်ပေါင်း100ကျော်ကြာအောင်ကျင့်ကြံအားထုတ်ရတာပါဒါပေမဲ့အခုမွေးပြိုမဲ့လေးကတော့အဲ့ဒီအချိန်တွေကိုကြော်ဖြတ်ပြီးအစွမ်းရဖို့ကြိုးစားနေရမလို့တမခန္ဓာကိုယ်ထဲမှာမိလောက်သလိုပြင်းထန်တဲ့နာကျင်မှုကိုခံစားနေရပါတယ်ဒါဟာဖျားသခင်ပြီးတဲ့စံသက်ချက်တစ်ခုဖြစ်ပြီးဒီ82နာရီအတွင်းမှာသူမဟာအရန်ကိုအားနေနေရကြောင်းရန်သူတွေကလည်းသူမကိုတက်ဖို့ချောင်းနေကြပါတယ်အယောင်ဆောင်စူရီမိသားစုဒီအပိုင်းရဲ့အထူးခြားဆုံးချက်ကတော့စူရီမိသားစုရဲ့နောက်ကျောင်းပါပဲကူရန်ဒါဆိုတဲ့သူကစူရီတို့အိမ်ကိုရောက်သွားတဲ့အခါမှာအင်္ဂငွေထဲပစ္စည်းတွေပေါ်မှာရေးထားတဲ့နာမည်တွေကိုတွေ့သွားပါတယ်သူက24နှစ်တုန်းကအဖြစ်အပျက်ကိုပြန်သတိရသွားတာပါ။အဲဒီတုန်းကအစင်မစရီမီတာစုဟာနေဆက်မှာရှိနေတော့ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။အခုလက်ရှိကျမတို့မြင်နေရတဲ့စရီမီတာစုဟာအစင်မဟုတ်ပဲအိန္ဒိယနိုင်ငံကနေခိုးဝင်လာတဲ့တရှိုရီဖြစ်နေရကိုဂူရန်ဒါကယင်မိသွားပါတယ်။သူတို့ဟာနာမည်တွေကိုခိုးယူပြီးအစင်မစရီမီတာစုကိုတက်ပစ်ခဲ့တာလားဆိုတာကတော့ရင်တထိတ်ထိတ်ပါပဲ။သူတို့မှာကြီးမားတဲ့အကြံစီတစ်ခုရှိနေပုံရပါတယ်။အရှုပ်တော်ပုံနဲ့အတင်းချက်လက်ထပ်ပွဲနောက်ထပ်အရှုပ်တော်ပုံကတော့ Ravis ပါပဲ။သူဟာသူ့ဖေရဲ့တငယ်ချင်းဆမီရဲ့ဇနီးနဲ့ဖောက်ပြန်နေတော့လက်ပူးလက်ကျက်မိသွားပါတယ်။ဆမီကတော့သားထွက်ပြီးရဲတိုင်းမယ်အမှန်တရားကိုဖွင့်ချမယ်လို့ချိန်ချောက်တဲ့အခါမှာတော့အယောင်ဆောင်စရီမီသားစုရဲ့လျှို့ဝှက်ချက်တွေပေါကြားမှဆိုရင်ပြီးအဖေဖြစ်သူကအကွက်ကြစီစဉ်ပါတော့တယ်။ Ravis ဟာတကယ်တော့အာနန္ဒာနဲ့ချစ်နေရပါအာနန္ဒာမှာကိုဝင်ရှိနေပါပြီလို့လူလိန်ဇလန်းတွေထွင်ပြီးလူအများရှိမှလက်ထပ်ပွဲကိုအတင်းကျပ်စီစဉ်လိုက်ပါတယ်။အာနန္ဒာကလည်းဒါကိုလက်ခံလိုက်ရတာကြောင့်အရှုပ်ထက်ကိုအချစ်ဇလန်းနဲ့ဖုံးဖိလိုက်တဲ့သဘောပါပဲ။ပူဗီရဲ့တတိတ်လေးခံစားနေရတဲ့အချစ်ကျမတို့ရဲ့ပူဗီလေးကတော့အာရမန်ပေါ်ထားတဲ့သူမရဲ့တစ်ဖက်သက်အချစ်ကိုဘယ်သူမှမပြောဘဲရင်ထဲမှာပဲတင်ထားရပါတယ်။အာရမန်နဲ့ရိုမာတို့လက်ထပ်တော်မယ်ဆိုတဲ့သတင်းတွေကြားရတဲ့အခါသူမခင်ဗျာမျက်ရည်ကျုံကလွဲလို့ဘာမှမတတ်နိုင်ပါဘူး။သူမကသူမရဲ့အချစ်ဇလန်းကမပြေဆုံးလဲရပါတယ်။အာရမန်သာသူချစ်တဲ့သူနဲ့ပျော်ရွှင်ပါစေဆိုပြီးဆုတောင်းပေးနေရဟာကြည်ရတာတော်တော်လေးစိတ်မကောင်းစရာပါပဲ။အချစ်ရဲ့ကျိန်စာဒီအပိုင်းမှာထူခြားတဲ့ဒဏ္ဍာရီတစ်ခုကိုလည်းပြောပြပေးသွားပါတယ်။အဲ့ဒါကတော့ဝေပြိုမယ်ရီဟာလူသားတစ်ယောက်နဲ့ချစ်မိရင်ကြီးမားတဲ့အပြစ်ကျူးလွန်တာဖြစ်တယ်လို့ကျိန်စာလဲတင်နေဆိုတာပါပဲ။အရင်တော့ကလူသားနဲ့ချစ်ခဲ့တဲ့ဝေပြိုမယ်ရီဟာသူတို့ချစ်သူတွေရဲ့အသက်ကိုပါဆုံးရှုံးစေခဲ့ရပါတယ်။ဒါကြောင့်ပူရီဟာဝေပြိုမယ်ဖြစ်လာရင်တော့အာရမန်နဲ့ပေါင်းဖက်ဖို့ကခက်ခဲအောင်ပါ။ကဲခုဆိုရင်ဇလန်းလေးကတော်တော်လေးအရှိန်တက်လာပါပြီ။ဝေပြိုမယ်ရဲ့အသွင်ပြောင်းလဲမှုကအောင်မြင်ပါမလား။အယောင်ဆောင်စရီမီသားစုရဲ့ဇလန်းကဘလို့ပေါ်သွားမလဲ။ဆိုတာနောက်ထပ် recap ဗီဒီယိုတွေမှာဆက်လက်ဆောင်ကြည့်ရအောင်နော်။ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့အောင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။ Bye bye